1 2 3 4 5ပြီးတော့ S1 ဒါမင်းညောင်ရိုးရှိတယ်အမိုင်မှာ၄၅ချမ်းမှာညက်ပြီး discount ကိုကျုံနေပြောထားတယ်ဒါအမိုင်ပဲစကားပြပြတာကျွန်တော်တို့ concept theory ကအမေရိကန်တို့ကလှဲရရင်ဒီကောင်တိတ်မပေါ်သေးဘူး issue မှာမတရေမှာပေါ်သွားတာဒီမှာကြည့်ကျွန်တော်ပြပြမယ်1 2 3 4ဟုတ်ဒီမှာနံပါတ်5ဘယ်လိုဖြုတ်သွားလဲဟုတ်ဒီမှာ4ဟုတ်ဒီမှာ5ခိုင်းနောက်ကိုကျုံတာတွေ့လားဟုတ်ဒီကဒါပဲဟုတ်ဆိုတော့4နဲ့5ကျမှရှိတယ်ကျွန်တော် ligament ပြတ်သွားတာဟုတ်ဒီ4နဲ့5ကျမှတွဲထားတဲ့ J ရှိတယ်အ J ကပြုတ်သွားတဲ့အခါမှာ4ကဒီမရှိ5ကနောက်ကိုကျောက်သွားတာဟုတ်တွေ့ရမယ်ဟုတ်အဲ့လိုရပါကျွန်တော်ဒီကောင်ကိုခပ်ပတ်ပြီးပြန်ထိညင်အောင်ထား6လတစ်နှစ်ပတ်လို့ရှိရင်ဒီကောင်ကအထက်ကိုပြန်ဝင်သွားပြီးတော့ငင်းနေဖို့အဓိကပဲခပ်ပတ်ဖို့အဓိကပဲဟုတ်အဲ့လိုပြန်ကောင်းပါပဲဟုတ်ချင်းတော့ပေးရမယ်ဟုတ်ချင်းပေးရမယ်အဲ့လိုမဟုတ်ဖဲနဲ့ရေကူးတာတို့ခေါက်ထွက်ရှင်ဆွဲတဲ့ဟာကိုဆိုင်ပူဆိုးရတယ်နှစ်ပတ်တော့ဆွဲခဲ့ပြောတယ်အဲ့မှာပူဆိုးပါတယ်ဆိုတော့ကျွန်တော်ကပဲဒီဆရာဝန်လည်းဒီ standing position နဲ့မရိုက်လို့ရှိလို့ရှိရင်အဲ့ကောင်ပေါ်ချစာတော်နေကျွန်တော်လည်းဒီမင်းဆွဲမှာပဲမသိတာလားဆွဲရင်ပုံမှန် PID ဖြစ်ရင်ကျွန်တော်ကဆွဲလို့ရှိရင်ပိုကောင်းလာတယ်ဆွဲလို့ပုံမကောင်းလာဘူးပိုဆိုးတာဆိုရင်တော့ something တော့တစ်ခုမှားနေပြီကျွန်တော်ကသိတယ်နော်ဒီဒါဖြစ်တယ်နော်ဆိုတော့ဘလို့ဖြစ်သွားတော့ဒီမှာကြည့်ကြပါမယ်ဒီနောက်မှာအောင်တော့ဒီလိုဆင်းလာတာပေါ့ဟုတ်ဒီကဒီလိုခောက်တော့ဒူးဆင်းသွားတယ်ပေါ့နော်ဟုတ်သူနောက်ကိုကြုံထုတ်အောင်ပြဿနာအဲ့မှာတက်တာဟုတ်ဆက်လက်နော်အဲ့တော့ကျွန်တော်ကဒါကြီးကိုရှေ့ကိုပြန်တုံးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့လောက်ရတစ်ခုရှိပါလဲဆိုတော့ဒီအောက်မှာထိုင်လာတဲ့ဒီ base of foundation မှာဒါကြီးစောင်းနေတာကိုငြိမ်အောင်ကျွန်တော်ပြန်ထိန်းတယ်ဒီကောင်ငြိမ်သွားလို့ရှိရင်ဒီကောင်နောက်ကိုကျွန်းတာ chance ကနည်းသွားတယ်နော်ဟိုဒါကိုကြည့်ရတဲ့ကျွန်တော်ကဒီမှာ sequence ဆိုတာမင်းညောင်ရိုးရှိတယ်တင်ဆိုရိုးညာရှိတယ်ပဲရှိတယ်အဲ့ဒီမှာကျွန်တော်အခု sequence မင်းညောင်ရိုးကိုကျွန်တော်ပြင်ထားတယ်မင်းညောင်နဲ့စောင်းနေမင်းညောင်ပြန်တက်သွားပြီခုနကဒါတော့ညာဘက်6ကတိုးနေတယ်အခု6ကညှိသွားပြီနေပဲညှိသွားပြီဘာလို့ဒီကောင်ပြန်တက်သွားလို့ညှိသွားဒီကောင်တက်သွားလို့ရှိရင်ဒီကောင်ညှိသွားပြီဆိုလို့ရှိရင်ဒီကောင်နောက်ကျင်တာတက်တော့ပါလေဟုတ်ပြီနော်ဟုတ်ကဲ့ဆရာ procedure အဲ့လိုသွားတာဟုတ်ကဲ့ဆရာဆိုတော့ဆေးရအရွယ်အားလေးတစ်မျိုးပဲတောက်အောင်မယ်တိချက်တိချက်ခါဘတ်အိတ်တဲ့အချိန်နဲ့ချုပ်တော့ shot ပါတော့အနည်းဆုံး6လတစ်နှစ်တိပတ်ထားဖို့လိုတယ်အဲ့ဒါသိအရေးကြီးတယ်ဟုတ်ကဲ့ဒီကောင်နောက်ကနေခါဘတ်အမီဒီလိုပတ်ထားတော့မှဒီကောင်နောက်ကိုထပ်မထွက်တော့ဟုတ်ကဲ့ကျော်ဘတ်တော့ပေါ်လာမယ်တိတ်တိုင်းနေနေလုံးဝလုံးလို့မရဘူးဟုတ်ကဲ့နော်နံပါတ်2ချက်ကအဲ့ခါမုံထိန်းထားတဲ့အယိုးကိုထိန်းထားတဲ့ ligament စီမားစီတန်လောင်လေ့ကျင့်ခန်းတစ်မျိုးလုပ်အောင်မယ်အဲ့ဒါကိုကျွန်တော် print ထောက်ခိုင်းပါတစ်မျိုးအချက်ပါမလို့အဲ့လေ့ကျင့်ခန်းတစ်မျိုးလုပ်အောင်ပါ yes အဲ့ဒါတစ်မျိုးပဲမနေ့တစ်ချိန်ညတစ်ချိန်ဆောင်းမယ်ပြီအဲ့ဒါလို့ချက်ပါမလို့မရဘူးဟုတ်ကဲ့ဘာတစ်ခုပဲကျွန်တော်အကုန်နားမယ် bridge show ဘာလို့လဲမရဘူးနော်ပုံမှန်ခါကြောညက်တဲ့လေ့ကျင့်ခန်းလုပ်လို့မရဘူးပုံမှန်ခါတဲ့လေ့ကျင့်ခန်းလုပ်ရင်ပိုဆိုးရမှာအဲ့ဒါတွေလုပ်နေရလေသူတို့ကပုံမှန်လေ့ကျင့်ခန်းတွေလုပ်ခိုင်းတော့ဒီကမနေ့တစ်ချိန်ညတစ်ချိန်နေ့တိုင်းလုပ်တာ45မိနစ်မနေ့45ည45အဲ့ဒါကြောင့်ပို့ဆိုးနေအောင်ဖြစ်နေပြောနေတာပုံမှန်ခါကြောလေ့ကျင့်တယ်ကျွန်တော်တို့လုပ်ရင်ဒီတော့ဘာပေါ့ spinal decompression ဆိုတာခက်စစ်ကိုပြန်ချက်ချေအောင်လုပ်တဲ့လေ့ကျင့်ခန်းအဲ့ဒီကောင်လို့ရှိရင်ကျွန်တော်ပိုနောက်ကိုပိုကြုံရတာပေါ့ပြောနေတာလုပ်လို့မရဘူးပုံမှန်ထောက်ဟုတ်တယ်ပုံမှန်ထောက်တိုက်ထိုးဒါပဲလို့ဟုတ်ပြီနော်ဒါပဲနောက်တစ်ခုကထိုင်တာကျွန်တော်ဆောင်းရှောင်းဆက်ပြောနံပါတ်1ထိုင်တာဘာကြောင့်ထိုင်အမေနိုင်ရွက်ပဲနိုင်ရွက်ပြည့်ရတဲ့လမ်းလျှောက်မယ်လဲမယ်ပြီးတော့ပြန်ထိုင်အနိုင်ရွက်တစ်ခါကို position change ပြီးပါနံပါတ်2ချက်ခါရဲ့အသက်ကဒူးပဲခါကုန်းတိုင်းမှာဒူးကွေးရမယ်ပစ္စည်းကြောက်လို့ကောက်တယ်ပစ္စည်းကုန်းပြီးတော့မားတယ်ဘာကြောင့်ခါကုန်းဒူးကုန်းအကုန်ကွေးချပြီးတော့မှခါကုန်းဒူးမကွေးဘဲနဲ့ခါကုန်းလိုက်ရင်နောက်ကိုပစ်ဆိုပိုချော့ပါလိမ့်မယ်ဟုတ်ကဲ့ဆရာဒါပေမဲ့အမေပြောနေတာတော့ခါလုံးဝမကုန်းတယ်ဟုတ်တယ်မကုန်းနဲ့အကောင်းဆုံးပဲအမှတ်တမဲ့ကုန်းခဲ့ရင်ဒူးကွေးပါဟုတ်ချောင်းဆိုးနှာစီးဖြစ်ရင်ဒူးကွေးမှနှာချီပါဒူးမကွေးပဲနှာချီလိုက်ရင်ဘလောက်ဆိုနောက်ကိုထောက်လိုက်ဒါလေးရ2 set ဟုတ်ကဲ့ပါဆရာဟုတ်ပြီနော်မေဟုတ်ကဲ့ဆရာရှင်းပြီနော်မေဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့တိုင်းပါတယ်ဟုတ်